အားလုံးမင်္ဂလာပါ60ကြောက်ကားကြီးနဲ့ပတ်သက်ပြီးတော့တိတ်မရှင်းကြသေးဖြစ်နေတဲ့အတွက်ဆွေးနွေးပေးကြပါမယ်60ကြောက်ကားကြီးဆိုတာတော့ online internet တွေသုံးတဲ့အခါမှာစီးနဲ့ကမ်းနဲ့သုံးတတ်အောင်လို့ထုတ်ပြန်ထားတဲ့ဥပဒေဖြစ်ပါတယ်ကိုက post တစ်ခုကိုတင်လိုက်တဲ့အခါမှာအဖြစ်အပျက်ကတော့အမှန်ဖြစ်ပေမဲ့လို့တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကိုထိခိုက်သွားတယ်ဆိုရင်60ကြောက်ကားကြီးနဲ့အရေးယူခံရနိုင်ပါတယ်ဥပမာအပြင်ကိုရှိရလူတယောက်ကပတ်စံချပြီးပြန်မပေးတဲ့အခါမှာကိုက line ပေါ်မှာတက်ပြီးတော့ဒီကောင်မကတော့ငါရှိရပတ်စံချသွားပြီးတော့ပြန်မပေးဘူးဒါကတော့ဒီကောင်မရဲ့ပုံသူ့နာမည်ကတော့ဒီဟာလို့တင်လိုက်တဲ့အခါမှာကိုရှိရတကယ်ချသွားတာအဖြစ်အပျက်ကတော့မှန်ပြီမဲ့တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကိုထိခိုက်သွားတယ်ဆိုရင်သူကကို60ကြောက်ကာကြီးနဲ့ရေးယူခြင်းခံရနိုင်ပါတယ်အဲ့လိုပဲကိုယ့်ယောက်ျားဖောက်ပြန်တဲ့အခါမှာကိုယ့်ယောက်ျားနဲ့ဖောက်ပြန်တဲ့မိန်းကလေးကိုဒါကတော့ငါ့ယောက်ျားရဲ့မရင်ငယ်မဒါကတော့သူ့ရဲ့တပ်ပုံသူ့နာမည်ကတော့ဒီဟာပဲလို့တင်လိုက်တဲ့အခါမှာကိုယ့်ယောက်ျားနဲ့တကယ်ဖောက်ပြန်နေတာမှန်မယ်မှန်များတော့တယ်တစ်ဖက်မိန်းကလေးရဲ့ဂုဏ်သိက္ခာကိုထိခိုက်နစ်နာသွားတယ်ဆိုရင်တစ်ဖက်ကနေပြီးတော့ကိုယ်66ခါကြီးနဲ့ရေးယူတာမျိုးဖြစ်တတ်ပါတယ်အဲ့ဒီလိုပဲစားတော့ဆိုင်လေးလူသုံးကုန်စီရောင်းတဲ့ဆိုင်တွေမှာလည်းကိုကဝယ်ရတာအဆင်မပြေတဲ့ခါမှာဒီဇိုင်းတော့ဈေးကြီးတယ်ဒီဇိုင်းတော့ဝယ်ရတာအဆင်မပြေဒီဇိုင်းတော့ဆက်ဆိုင်ညနဲ့စသဖြင့်ကိုကြုံတွေ့ခဲ့ရတာကိုအမှန်တိုင်းတင်လိုက်ပြင်မဲ့လို့တစ်ဖက်ဆိုင်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်သွားတယ်ဆိုရင်66ခါကြီးနဲ့အရေးယူခံရနိုင်ပါတယ်တစ်ခါတည်းမှာကိုကနစ်နာလို့ line ပေါ်မှာတက်ပြီးတော့ post တင်လိုက်ပြင်မဲ့တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကိုထိခိုက်သွားတဲ့အခါမှာသူကကိုကိုပြန်တရားဆွဲတဲ့အခါမှာကိုကပြန်ပြီးတော့ရော်ကြီးပေးလိုက်ရမျိုးတွေဖြစ်တတ်ပါတယ်ကိုကတကယ်နစ်နာတယ်ဆိုရင်ဥပဒေအကြောင်းအရာအဖြစ်ရှင်းရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဘာမှတင်လို့မရတော့လားဆရာဆိုရင်အဲ့လိုလည်းမဟုတ်ပါဘူးကိုယ့်ရဲ့အကြောင်းအရာတွေကိုယ့်ရဲ့ခံစားချက်တွေကိုတိထားတတ်ထားတဲ့ဘူတာတွေစသဖြင့်တင်လို့ရပါတယ်သူများကိုမထိခိုက်ဖို့ပဲလိုပါတယ်ဘာကြောင့်လဲဆိုတော့မှားတယ်မှန်တယ်ဆိုတာကတရားသူကြီးကပဲဆုံးဖြတ်လို့ရတဲ့အရာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကွန်မန့်တွေရေးတဲ့အခါမှာသူများရဲ့ဗီဒီယိုတွေယူပြီးတော့ reaction လုပ်တဲ့အခါမှာကိုမြင်ခဲ့တွေ့ခဲ့တဲ့အရာတွေကိုသတင်းအဖြစ်ပြန်လည်တင်ပြတဲ့အခါမှာတစ်ဖက်သားရဲ့ဂုဏ်သိက္ခာကိုမထိခိုက်ဖို့လိုအပ်ပါတယ်ခုလို online ခေတ်ကြီးမှာလူပုဂ္ဂိုလ်တယောက်အသင်းပွဲတစ်ခုဒါမှမဟုတ်ဘာသာရေးတစ်ခုခုကိုအပြစ်ပြောလိုက်တယ်ဆိုရင် view တွေ follower တွေရတယ်ဆိုတာမှန်ပေမဲ့လို့တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကိုထိခိုက်သွားတယ်ဆိုရင်66ခါကြီးနဲ့အရေးယူခြင်းခံရနိုင်ပါတယ်ဒါကြောင့်မို့လို့ကိုကအမှန်တိုင်းတင်တယ်ဆိုရင်လည်းကိုတင်တဲ့ post ဟာတစ်ဖက်သားရဲ့ဂုဏ်သိက္ခာကိုထိခိုက်သွားမလားဆိုတာကိုစဉ်းစားပြီးမှတင်သင့်ပါတယ်ကိုကအမှန်တိုင်းတင်တယ်ဆိုရင်လည်းတစ်ဖက်သားရဲ့ဂုဏ်သိက္ခာကိုထိခိုက်သွားတယ်ဆိုရင်တော့66ခါကြီးနဲ့အရေးယူခြင်းခံရနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးမျှဝေပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်